အခုပြောပြသွားမှာကတော့အေယာမရေခဲခွဲတင်မောကြီးထဲမှာဘဝကိုဘယ်လိုဖြတ်သန်းကြလဲခဲနေတဲ့ပင်လယ်ပြင်ကြီးကိုဘယ်လိုနည်းပညာတွေနဲ့ထိုးဖောက်သွားကြလဲဆိုတာပဲဖြစ်ပါတယ်။ကဲစဉ်းစားကြည့်အောင်မိုင်80ကျော်ရှည်လျားပြီးတော့ထူထပ်လုံးတဲ့ရေခဲပြင်ကြီးကိုဒီတင်မောကြီးကရှေ့ကနေလမ်းဖောက်ပေးရတာပါ။ဘာလို့လဲဆိုတော့သူ့ရဲ့နောက်မှာလောင်စာစီဂါလန်တန်းပေါင်းများစွာတင်ဆောင်လာတဲ့စီတင်တင်မောကြီးကစောင့်နေလို့ပါပဲ။ဒီစီတင်တင်မောကြီးကအန်တာတီကာကမက်မာရိုစကန်ကိုအရောက်မသွားနိုင်ဘူးဆိုရင်အဲ့ဒီမှာရှိတဲ့လူတစ်ထောင်ကျော်ကကမ္ဘာအေးဆုံးနေရာမှာအပူဓာတ်မရှိဘဲနဲ့ဒုက္ခရောက်ကုန်မှာပါ။ဒီတင်မောကြီးရဲ့ထူခြားချက်ကသူ့ရဲ့ဥပိုင်းပုံစံပါပဲ။တာမန်တင်မောတွေလိုဓာတ်သွားလို့ချွန်တက်နေတာမျိုးမဟုတ်ပဲ30ဒီဂရီလောက်စောင်းနေတဲ့လက်ကတစ်လိုပုံစံမျိုးဖြစ်နေတာပါ။အဲ့ဒါကဘာလို့လဲဆိုတော့ရေခဲကိုလှီးဖြတ်ဖို့မဟုတ်ပဲရေခဲပြင်ပေါ်ကိုတက်နေမှုအတွက်ပါ။တင်မောမှာမြင်းကောင်ရင်9500အားရှိတဲ့အတွက်ရှေ့ကိုအရှိန်နဲ့မောင်းတင်လိုက်တဲ့အခါတင်မောဥပိုင်းကရေခဲပြင်ပေါ်ကိုရောက်သွားပြီးတော့တင်မောရဲ့တန်ချိန်13000ကျော်တဲ့အလေးချိန်နဲ့ရေခဲတွေကိုဖိချေပစ်လိုက်တာပါ။ဒါကတကယ်ကိုအားအင်မတန်သုံးရတဲ့အလုပ်ဖြစ်ပါတယ်။ဒါပေမဲ့ဒီလောက်အေးတဲ့နေရာမှာတန်မဏိတွေကကျွတ်ဆက်ပြီးတော့ကြိုးပြတ်လွယ်တယ်လေပိုလာစတာကတော့ဒါကိုဖြည့်ရှင်းဖို့တာမန်တန်မဏိကိုမသုံးဘဲနဲ့နီကယ်ခရိုမီယန်တို့လို dressing တွေရောဆက်ထားတဲ့အထူးတန်မဏိကိုသုံးထားပါတယ်ဒါကြောင့်အနှုတ်20ဒီဂရီဖာရင်ဟိုက်လောက်အေးနေတဲ့အခြေအနေမှာတော့ရေခဲပြင်ကိုထူရိုက်တဲ့တန်ကိုခံနိုင်ရရှိနေတာပါတခါတလေရေခဲကအရန်ကိုထူလုံးလို့တင်မောကြီးကရေခဲကြားမှာညက်ပြီးရှေ့ဆက်မရတော့တဲ့အခါမျိုးတွေလည်းရှိတတ်ပါတယ်အဲ့ဒီခါမှာတော့ healing system လို့ခေါ်တဲ့စနစ်ကိုသုံးပါတယ်အဲ့ဒါကတင်မောရဲ့ဘေးတစ်ဖက်စီမှာရှိတဲ့တင်ကားကြီးတွေကိုရေကားလန်3သိန်းကျော်လောက်ကို10မိနစ်အတွင်းကူပြောင်းထည့်လိုက်တာပါအဲ့ဒီခါတင်မောကြီးကဘဲပြန်ညာပြန်တိမ်းဆောင်သွားပြီးရေခဲတွေရဲ့ဆွဲအားကိုခါချလိုက်တယ်လို့ဖြစ်သွားတာပေါ့တင်မောပေါ်မှာလူပေါင်း190လောက်နေထိုင်ကြပါတယ်အဲ့ဒီလူတွေအတွက်တနေ့ကိုအစားအစာအနက်ပေါင်း600ကျော်ချက်ပြုတ်ပေးရတယ်လို့တောက်ရည်အတွက်လည်းပင်လယ်ရေကိုတန့်စင်ပြီးတပတ်ကိုကားလန်4000ကျော်ထုတ်လုပ်ပေးရပါတယ်နေရတာကတော့အတော်လေးကိုကြက်ကြက်တဲပါပဲအိတ်ဆွေတွေကလည်း3ထပ်ဆင့်တွေဖြစ်နေတတ်ပြီးကိုပိုင်နေရာဆိုလို့တစ်တာတစ်လုံးစာလောက်ပဲရှိတာပါအလုပ်ချိန်ကလည်း4နာရီလောက်8နာရီနားဆိုပြီး24နာရီပတ်လုံးလဲပတ်နေရပါတယ်အန်တာတီကာရဲ့နေရာဒီမှာဆိုရင်နေကဘယ်တော့မှမဝင်တဲ့အတွက်နေလားညာလားတော့မသေးကွဲတော့တဲ့အထိကိုခန်းစားရတတ်ပါတယ်ပိုလာစတာကလမ်းဖောက်ယုံတွေမဟုတ်ပဲနဲ့သိပ္ပံပညာရှင်တွေကိုလည်းကူညီပေးနေပါသေးတယ်သူတို့ကရေခဲပြင်တွေကိုအပေါက်ဖောက်ပြီးရှေးဟောင်းရေခဲချောင်းတွေကိုထုတ်ယူကြပါတယ်အဲ့ဒီရေခဲတွေထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း8သိန်းလောက်ကလေပူပေါင်းလေးတွေပိတ်မိနေတာပါအဲ့ဒါကိုလေ့လာခြင်းအပြင်ရှေးခေတ်ကကမ္ဘာရာသီဥတုဘယ်လိုရှိခဲ့လဲဆိုတာကိုသိနိုင်တာဖြစ်ပါတယ်တင်မောပေါ်မှာအန်ဒရယ်ရှိဆုံးကတော့မီးလောင်တာနဲ့ရေဝင်တာပါပဲအပြင်မှာဘယ်လောက်ပဲအေးနေပါစေတင်မောထဲမှာမီးလောင်ရင်အပူချိန်က1000ဒီဂရီလောက်ထိကိုတက်သွားနိုင်ပါတယ်အန်တာတီကလိုအဝေးကြီးမှာဆိုတော့ဘယ်သူမှလာမကင်နိုင်တာကြောင့်တင်မောသားတိုင်းကမီးတက်တာနဲ့ရေဝင်ရင်ပိတ်ဆိုတာတွေကိုကျွမ်းကျင်နေအောင်လေ့ကျင့်ထားရပါတယ်အင်ဂျင်ကန်တွေကိုရေယူတဲ့အခါမျိုးမှာဆိုရင်လေရင်ကုန်သမားတွေကအေးခဲနေတဲ့ပင်လယ်ရေတွေကိုဆင်းပြီးအသက်နဲ့ရင်းပြီးတော့ပြုပြင်ကြရတာပါဒီလိုခက်ခက်ခဲခဲနဲ့လမ်းဖောက်ပြီးမက်မာရိုစကန်ကိုရောက်သွားတဲ့အခါမှာအားလုံးကပျော်ရွှင်သွားကြပါတယ်စီတင်သင်္ဘောကြီးကနေလောင်စာစီတွေလွှဲပြီးစားတောက်ကုန်တွေချပေးပြီးတဲ့အခါမှာတော့ဒီစကန်ကနောက်ထပ်တစ်နှစ်စာအသက်ရှင်သန်မှုအတွက်အဆင်သင့်ဖြစ်သွားပါပြီအဲဒီနောက်မှာတော့ပိုလာစတာကလည်းသူတို့ရဲ့တာဝန်ကိုအောင်မြင်စွာထမ်းဆောင်ပြီးမြောက်ဘက်ကိုပြန်လည်ထွက်ခွာသွားပါတော့တယ်